ကီလို25လေးကီလို10လီတာငါမှရှိတဲ့ပတ်စံအကုန်လုံးနီးပါးသုံးလိုက်ရတာပစ္စည်းတွန်းလဲကိုတွန်းပြီးထွက်ဖို့ပြင်လိုက်တယ်မာကတ်ပစ္စည်းအယောင်းဆိုင်ကနေအတန်တက်တန်လှမ်းခေါ်တယ်ငါလှည့်ကြည့်လိုက်တော့ငါရဲ့အထက်တန်းကျောင်းလုံးကအတန်းဖော်စကစ်ကိုကောင်တာမှာမှီရက်နေတာတွေ့လိုက်ရတယ်သူ့မျက်နှာမှာလှောင်ပြုံးတစ်ခုနဲ့တောက်ငါတိသားပဲတဲ့ငါပြောသားပဲစာရီအဲ့လောက်စူးစမ်းပြီးဘာထူးလဲနောက်ဆုံးတော့လေဒီကိုပြန်လာပြီးလဲဆိုင်နေရတာပဲမလားမင်းအဖိုးသာမင်းဒီလိုဖြစ်နေတာကိုသိရင်တင်ချိုင်းထဲကနေထမူမှာပဲတဲ့ငါသူ့ကိုလစ်လျူရှုပြီးလှဲကိုပဲဆက်တွန်းနေလိုက်တယ်နေပါဦးနောက်ထပ်အတန်တတန်ကလှမ်းသားပြန်တယ်တရိတ်ဆန်စေးကူခန်းကစီယာဆရဖြစ်နေတယ်သူမကအသက်40ကျော်လောက်ရှိပြီးအရန်ကျင်နာတတ်သူပါသူမကငါ့ကိုစာရွက်နဲ့ထုတ်ထားတဲ့ပါဆယ်ထုတ်လေးတစ်ခုကမ်းပေးတယ်တောင်ပေါ်မှာမွေတွေအရန်များတယ်ဒါကိုရေနဲ့ရောပြီးဖြန်းလိုက်ကျေးဇူးပါစီယာသူမကအရင်ကလည်းငါ့ကိုအများကြီးကူညီပေးခဲ့ဘူးလားတခုခုလိုရင်ငါ့ကိုပြောတော့တဲ့ခြံကိုပြန်ရောက်တော့မိုးချုံနေပြီးကြောက်ခုန်တန်ရပေါ်မှာတယောက်တည်းထိုင်ပြီးခောက်ဆွဲပြုတ်စားနေခဲ့တယ်အာတာရဲ့ဒိုင်ယာရီကိုငါလှန်ဖက်ကြည့်မိတယ်ကောက်ဆိုင်တာကိုစပားနံထွက်ချိန်ရာသီမတိုင်ခင်အပြီးလုပ်ရမယ်ပြိုးပင်တွေကို20စင်တီမီတာစီခွာပြီးစိုက်ရမယ်လက်သုံးစစ်အနက်လောက်စိုက်ပါနှင်းတွေဆိုနေတော့မနက်ခင်းဘက်မှာမျောစာကျွေးပါဒါကမျောစာဆုပ်ယူမှုကိုအားကောင်းစေတဲ့ပေါင်းပင်တွေကိုတော့အမြစ်ကနေဆွဲနှုတ်ရမယ်မဟုတ်ရင်သူတို့ပြန်ပေါက်လာလိမ့်မယ်ဒီလိုအသေးစိတ်ရေးထားတဲ့မှတ်စုတွေကိုကြည့်ပြီးတော့အာသာကိုငါရုတ်တရက်နားလဲသွားခဲ့တယ်သူကသူ့ဘဝတစ်ခုလုံးကိုဒီမြေကွက်ကြီးအတွက်ပေးဆက်သွားခဲ့တာပဲစာလုံးတိုင်းကသူ့ရဲ့သွေးနဲ့ချွေးတွေနဲ့ရေးထားတယ်လို့ပဲဒီညတော့တစ်ခုခုထူးဆန်းနေတယ်လို့ပဲသတိပေးချက်တစ်ခုလိုမျိုးပြီးတော့ခွေးဟောင်တန်းတွေအားလုံးရုတ်တရက်တိတ်သွားတယ်ဒီလိုတိတ်ဆိတ်သွားတာကရင်ထဲအထိအေးဆက်သွားစေတယ်ငါဖုန်းတုံခါလာတယ်ငါအခန်းဖော်ဟောင်းစီကမက်ဆေ့ချတစ်ခုဝါတာတာဗီဒီယိုတစ်ခုဒါကခိုးရိုက်ထားတဲ့ဗီဒီယိုနဲ့တူတယ်ဆေးရုံဝင်ဝမှာလူတွေအများကြီးရှုပ်ရှက်ခတ်နေတာပဲ